Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Premium Pro မှာ Slow Motion Video တစ်ပုဒ်ဘယ်လိုလုပ်ကြမလဲဆိုတာပြပြပေးသွားမှာဖြစ်ပါတယ်။ Okay ပထမအဆုံးကျွန်တော်လုပ်ချင်တဲ့ video ကို timeline နဲ့ကိုဆွဲထည့်ထားလိုက်ပါ။ Okay လုပ်ချင်တဲ့ video ရဲ့ Slow Motion ကျွန်တော်စပြီးလုပ်ချင်တဲ့နေရာကိုအရင်မှတ်ပေးလိုက်ပါ။ Razor tool လေးယူပြီးတော့ဒီညာလေးကိုတစ်ချက်ဖြတ်လိုက်ပါမယ်။ပြီးရင်ဒီနောက်က footage ကို right click လေးထောက်လိုက်ပါ။ပြီးလို့ရှိရင် speed duration ဒီ speed ဆိုတဲ့နေရာမှာကျွန်တော် 10% လောက်ထားလိုက်မယ်ပေါ့နော်။ပြီးရင် time interpolation ဆိုတဲ့နေရာမှာကျွန်တော် optical flow ကိုရွေးပေးရမှာပဲဖြစ်ပါတယ်။ပြီး okay ကိုနှိပ်ပေးလိုက်ပါ။အဲ့ဒါနဲ့ကျွန်တော် footage ကရှည်သွားပြီပဲဖြစ်ပါတယ်။ Okay ပြီးပြန်ကြည့်လိုက်မယ်ဆိုရင်ဗီဒီယိုကတိတ်ပြီးတော့ smooth မဖြစ်ဘူးပေါ့နော်။အဲ့ smooth ဖြစ်အောင်လုပ်မယ်ဆိုရင်တော့ကျွန်တော်တို့ဒီမှာစမယ့်နေရာကို back ကင်နှိပ်လိုက်ပါ။ပြီးရင်ကျွန်တော်ဆုံးတဲ့နေရာကို mark ကောက်နှိပ်ပါ။ပြီးရင်ကျွန်တော်တို့ sequence ကိုသွားပါပြီးလို့ရှိရင် render into out ဆိုတာကိုနှိပ်ပေးရမှာပဲဖြစ်ပါတယ်။အဲ့လိုနှိပ်ပွားဒါလေးကိုခဏစောင့်ပေးလိုက်ပေါ့နော်။ဒါလေးခဏစောင့်ပြီးပါဆုံးသွားပြီဆိုရင်တော့ဒီရဲ့ button လေးကအစိမ်းအောင်လေးဖြစ်သွားမှာပဲဖြစ်ပါတယ်။အဲ့ချိန်ကျရင်တော့ကြည့်ရတာကျွန်တော် smooth ဖြစ်သွားပြီပဲဖြစ်ပါတယ်။ဒါဆိုရင်တော့ပြည့်သွားပြီပဲဖြစ်ပါတယ်ပြီးလို့ရှိရင်ဒီနေရာလေးကိုကျွန်တော်တို့က right click လေးထောက်လိုက်ပါပြီးရင် clear in and out ဆိုတာရှိပါရဲ့အဲ့ဒါလေးကိုနှိပ်ပေးလိုက်မယ်ဆိုရင်ပျောက်သွားပြီဖြစ်ပါတယ်စနေကျွန်တော်ပြန်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ slow motion video ကပို့ပြီး smooth ဖြစ်သွားပြီပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်